အမေဆိုတဲ့သူတော်ကောင်းကြီးကိုတို့ရထိတ်ဆုံးမှနေရာပေးကုသိုလ်စိတ်တွေနဲ့နေ့စဉ်ပြုစုလှုပ်ကြွေးမယ်ဆိုရင်အဲ့ဒါအကြောင်းတွေမကောင်းဘူးလားအကြောင်းကောင်းတွေလုပ်ရင်အကျိုးကောင်းတွေကလာမှာပဲအမေကိုပိတ်ဆိုးမှကြောင်ထိုးအမေကိုပြစ်ထားအမေကိုပြစ်မှားအမေကိုစော်ကားနေတဲ့သာသမီဆိုးတွေကကောမရှိဘူးလားသူတို့တွေဟာအကုသိုလ်ဆိုတဲ့အကြောင်းဆိုးတွေကိုလုံးမနေဘူးလားအကြောင်းဆိုးတွေလုပ်ရင်အကျိုးဆိုးတွေကရှောင်လို့ရပါမလားတူသောအကျိုးကိုပေးတဲ့နေရာကိုပြန်ရလိမ့်မယ်ရှင်းလားကဲဒါဆိုရင်သူတော်ကောင်းတို့တွေဒီကနေ့ကိုအမေကိုနေရာပေးကြည့်ကြရအောင်ကို